Okay, kuna phoneဝင်လာလို့ရေးကြီးတဲ့ကိစ္စရှိလို့ဖုန်းဝင်လာလို့ဖုန်းချလိုက်လိုက်ကြပါတော့ကောင်းပါလေအဲ့တော့ခုနကြောင်ဆက်ပြောမှာခုနတော့ငါကျွန်တော်ပြောသလိုဟုတ်ကဲ့ကိုကြီးမင်္ဂလာပါဝေယံအကြောင်းဆက်ပြောမှာဒီဝေယံပြောတဲ့စကားကိုပြန်ဆက်ပြောမှာဒီကောင်တရားပဲဥတီပြောမှာနောက်နေ့ကျမှမင်းတို့ပြောတဲ့တတ်တတ်ခန့်အကြောင်းပြောမှာဒါတွေကမင်းတို့လည်းနားလဲတယ်ငါတို့လည်းနားလဲဒီဘက်ကလူတွေရဲ့အကြောင်းငါမင်းတို့ပြောနေငါအိမ်မှာမွေးတဲ့ခွေးတောင်တီးမကောင်းဘူးဆိုတာဒီဘက်ကငါတို့ကတတ်တတ်ခန့်တော့မကောင်းလို့တီးတယ်မင်းတို့နိုင်ငံရေးမင်းတို့အမျိုးကြီးလူဖွဲ့စည်းတဲ့လူတွေကနိုင်ငံရေးကိုဘယ်လောက်ထိအမှတ်လို့ပြောတဲ့ကောင်နေနိုင်ငံရေးဘယ်လောက်ထိနားလဲတယ်ဆိုတော့လက်ရှိမောင်မောင်တာထားဒီ TikTok မှာတစ်ချိန်လုံးကငါတို့က TikTok မသုံးတစ်ချိန်လုံးက TikTok သုံးတယ်ကြည့်တယ်အဲ့ဒီ TikTok မှာသုံးတဲ့ဒီမောင်စိုးမူပြည်နယ်ကသူကမူပြည်နယ်ရလည်းပြောမင်းတို့လူအမတ်ဆိုတဲ့ကောင်တွေကနိုင်ငံရေးကိုခုနလိုမျိုးပုတုမဆိုတာမြင့်သွားပြီလေမောင်စိုးဒီ TikTok မှာရှိတဲ့ဒါမူတုမဆိုတာမြင့်နေတယ်နော်ထားလိုက်အောင်ပိုကျွမ်းပိုပြီးတော့နားလဲနေတယ်ဒီဘက်ကမောင်စိုးတို့တော့နိုင်ငံရေးနားမလဲဘူးမင်းတို့အဖွဲ့ကြီးอ่ะမင်းတို့တိလားကိုကတိလားငါဘယ်လောက်ထိနိုင်ငံရေးနားလဲတယ်ဘယ်လောက်ထိတွေးတက်လဲနိုင်ငံရေးနားလဲဖို့ရေးရလဲငါဘယ်လောက်ထိနိုင်ငံရေးသမားတရားလုံးမယ်ဆိုရင်မင်းတို့ဘာကိုအခြေခံထားရမှာတိလားဘာကိုအခြေခံထားရမှာနိုင်ငံရေးသမားတရားမလုံးမယ်ဆိုရင်ဘာကိုအခြေခံထားရမှာပထမဦးဆုံးနိုင်ငံရေးသမားလူတရားလုံးမယ်ဆိုနိုင်ငံကိုပထမဦးဆုံးချစ်ကမယ်ဒုတိယဘာထားမယ်တမသမက်ကြမယ်ရိုးသားမယ်ဒါကိုအဓိကလက်ဆိုင်ထားပြီးမှပြီးတော့မှတမသမက်ကြပြီးရိုးသားပြီးတော့နိုင်ငံချစ်စိတ်ရှိတယ်ဆိုရင်မင်းတို့အားရတွေကတော့တွေးတက်လာလိုက်မယ်ဒါမင်းတို့လက်ပဲကလေးဆင့်တင်ပေးတာမင်းတို့ဇင်မာပြောင်းဇင်မာဝက်ပုံးမပြောတဲ့စကားတော့ဂိမ်းတီကိုဒီတော့လာမပြောနဲ့မင်းတို့အပြင်မှာဆိုဒီလိုမျိုးတော့ချပြပြလို့ရမယ်ဂိမ်းအာသာတုံးနဲ့ဒါကိုဂိမ်းသားတယ်လို့ခေါ်တယ်မှတ်ထားအဲ့ဒီဂိမ်းကစားမင်းတို့အပြင်မှာဆိုဒီလိုတင်ပေးလို့ရတယ်ဒီထဲမှာရှင်းပြပေးလို့မရလို့ရှုပ်လို့အဲ့တော့ဂိမ်းတီကိုဒီလိုခေါ်တာအခြေခံစကားနဲ့ပြောတာမင်းတို့အော့စမိုတက္ကသိုလ်လဲမင်းတို့ကနေတက်တာတွေမပြောနေနဲ့နိုင်ငံရေးနားလဲဖို့ကြီးတယ်နိုင်ငံရေးနားလဲချင်းမလဲချင်းဟောဘာနဲ့တိုင်းလဲဒါတွေကိုလည်းနားမလဲပါဘူးဒီဘက်ကကောင်းတယ်နိုင်ငံရေးနားလဲချင်းနိုင်ငံရေးတိတက်ချင်းနိုင်ငံရေးတွေးခေါ်ရှိချင်းอ่ะမင်းတို့ဆရာဝန်မင်းတို့ပြောတဲ့ဒီဘက်ကဘာတူလဲဒီဘက်ကအခုလက်ရှိပြောနေတဲ့ဆရာဝန်တွေမှနိုင်ငံရေးနားလဲတာမဟုတ်ဘူးနိုင်ငံရေးနားလဲတယ်နိုင်ငံရေးတိတယ်နိုင်ငံရေးတွေးနိုင်တဲ့လူကစိုက်ကသမားလဲနိုင်ငံရေးနားလဲလို့ရှိရတယ်နိုင်ငံရေးနားလဲပိုင်ခွင့်ရှိတယ်သူလေးလာတော့သူနိုင်ငံရေးပေါ်စိတ်ဝင်စားတော့နိုင်ငံရေးနားလဲလေသဘောတရားရောသိလားယနေ့လူပေါင်းဝင်ရင်ကဘာလို့ဖြစ်နေလဲဆိုတော့ဆရာဝန်တွေမှနိုင်ငံရေးနားလဲတယ်ထင်တယ်ဒီဆရာဝန်တွေနိုင်ငံရေးနားမလဲလို့အခုဗျံပရတွေဆိုရှယ်မီဒီယာမှာပြောနေတာပါအဲ့ဒါနိုင်ငံရေးပညာတက်ချင်းမတက်ချင်းတကန်းတာနိုင်ငံရေးပညာသိချင်းတက်ချင်းတကန်းတာခွဲခြားလို့မတက်ဘူးအကုန်လုံးထွေးနေတာ
ဒီဘက်ကတာမန်လူတွေကနိုင်ငံရေးတွေးခေါ်နိုင်ငံရေးတွေးနိုင်လို့ထောက်ပြတာဒါကတာမန်လူကနိုင်ငံရေးတွေးခေါ်နိုင်လို့နိုင်ငံရေးတွေးနိုင်လို့ထောက်ပြတာဒီဘက်က social media မှာလူမပိန်းနေရဘလို့ထင်လဲဆိုတော့ဆရာဝင်မနိုင်ငံရေးနားလဲတယ်ဆရာကြီးဇော်ဝေဆိုးတို့မှနိုင်ငံရေးနားလဲတယ်ဟိုဆရာတေတာဆန်းပြောမှနိုင်ငံရေးနားလဲတယ်အဲ့ဒီလူတွေကသူ့ကျွမ်းကျင်ရဘာသာရက်ကတခုနိုင်ငံရေးဘာသာရက်ကတခုဖတ်ဘူးလားမေစုရေးထားတဲ့ dialogue ဆိုတဲ့စာအုပ်တွေရောအဲ့ထဲမှာရေးထားတဲ့နိုင်ငံရေးအကြောင်းတွေရောဒါကိုဖေမမသိခေါင်းမသိပဲနဲ့အမေစုမျက်နှာနဲ့ဒီနိုင်ငံရေးလောကထဲမှာဝင်ရောက်လာပြီးတော့မှငါကအမတ်ကြီးပါဆိုပြီးတော့ပင်နီတိုက်ပုံကြီးဝတ်ပြီးတော့ငါတို့ရှိမှဖြတ်မချောင်းနဲ့ယနေ့ခေတ်မှာမင်းတို့ပင်နီရဗမောစကုံတုံးသွားပြီအဲ့ဒါကိုသိလားမင်းတို့ပင်နီဖွင့်ဆိုတာမင်းတို့ကောင်းကြီးတိုက်ပုံကြီးနဲ့ပင်နီဖွင့်ဆိုတာစမုံတုံးသွားပြီစမုံတုံးတာဘဒုကြောက်တုံးတာရောတွေးနိုင်ကြလားသိနိုင်စကားစားဖြက်စီလို့ MU NLD ဆိုတာစမုံတုံးတာမဟုတ်ဘူး NLD စမုံတုံးတာဆိုတာ MUG ကြောင့်စမုံတုံးသွားတာ NLD ကပြက်စီးသွားတာဒါဟောနားလဲတာဒါကိုမနေ့ပြန်ဖတ်ဆက်ရမှာမင်းတို့ပင်နီထွက်ပြီးတော့ငါရွေးကောက်ကအမတ်လို့ပြောနေမရဘူးမင်းတို့အမေစုကြောင့်လူဖြစ်လာတဲ့ကောင်နေဒါတွေပြောရင်ပြန်ရှိသွားအောင်မယ်နိုင်ငံရေးကိုဒါရှုပ်ထွေးတဲ့ဟာတွေဒါကိုဒီလိုမျိုး policy အခြေခံလောက်ချပြတယ်တော်လန်ရေးဒီဆန္ဒမပြနဲ့လို့ချပြတဲ့လူကိုဒီဘက်ကဘာမတိညာမတိနဲ့ဝေဖန်ထောက်ပြတဲ့လူကိုတော်လန်ရေးကိုတွေးခွဲတာလို့ပြောတယ်တွေးမခွဲပဲနဲ့ထားလို့ရှိရင်မင်းတို့လှုပ်သမျှငါတို့ခံရမှာအောက်မှာမင်းတို့လှုပ်ချင်တိုင်းလှုပ်နေတာမင်းတို့ထင်တိုင်းပုံကျဲနေတာအာနာရှင်ဒုတိယအာနာရှင်ပုံသဏ္ဍာန်ချိုးနေတာလေဒါကိုထောက်ပြရမှာလေမထောက်ပြလည်းပြစ်ထားရပါဖြစ်မှာတိုးပြက်စီပေါ့ပြီးသွားတဲ့ခါကျတော့အမျိုးအစိုးရလို့သတ်မှတ်တာတဲ့အစိုးရလို့သတ်မှတ်ထားတဲ့လူကအမိတ်ပေးပိုင်ခွင့်ရှိတယ်ဥပမာမင်းတို့ထောက်ပြနားလဲမင်းတို့အာဏာတက်ရောက်တယ်ဘယ်လိုတက်ရောက်မင်းတို့အစိုးရလူကြားကောင်းအောင်အစိုးရโอเคအစိုးရဆိုရင်အစိုးရတရက်အာဏာတက်ရောက်မှုရှိတယ်မင်းတို့အာဏာတက်ရောက်တာကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ကချင်ပြည်နယ်ရခိုင်ပြည်နယ်ဒီနေရာတွေမင်းတို့အာဏာတက်ရောက်လားမင်းတို့အစိုးရအာဏာတက်ရောက်လားအာဏာမတက်ရောက်ဘူးလေတက်ရောက်မှုလည်းမရှိဘူးလေပြီးသွားလို့ရှိရင်ဟိုဘွဲကိုကအစိုးရလို့ပြောပြီးသူများကိုတပောင်းရတာပုံစံဒါတွေရောမင်းတို့တွေးနိုင်မင်းတို့အစိုးရလို့ပြောရင်မင်းတို့ကအမိတ်ပေးပိုင်ခွင့်ရှိတယ်လေမင်းတို့ဘယ်သူအမိတ်ပေးပိုင်ခွင့်ရှိတယ်မင်းတို့ထောက်ပြတာဖြစ်တည်မှုကိုထောက်ပြတာမင်းတို့အစိုးရလို့ကိုမင်းတို့အာဏာတက်ရောက်တာဒီဗမာပြည်နယ်စကိုင်းတိုင်းတစ်ခွင်ပဲမင်းတို့အာဏာတက်ရောက်တာဒီဗမာပြည်နယ်ထဲမှာပဲမင်းတို့ဗမာအစိုးရဖြစ်ဖို့ရေကိုမင်းတို့အားဆိုင်နေတာမင်းတို့ခေါင်းကြီးပိုင်းပြန်မေးအောင်မင်းတို့အာဏာနဲ့အုပ်ချုပ်ပြီးတော့ဂရုတစ်ခုတီထောင်နေတာမင်းတို့ခေါင်းကြီးပိုင်းသွားနေတဲ့ပုံတံကိုလည်းတီးလာအာဏာတီဆောက်နေတာဗမာပြည်နယ်ထဲကနေပြီးတော့အာဏာတီဆောက်နေတာအစိုးရပုံတံနဲ့သွားနေတာမဟုတ်အာဏာတီဆောက်တဲ့ပုံတံနဲ့သွားနေတာဒီဘက်ကကဘာကြီးမှာမင်းတို့လုံးနေတဲ့ပုံလေးပြန်ပြောရင်ဒါဘယ်လိုပြန်ချပြအောင်မင်းတို့ပို့ရှေ့ရုံးမယ်ဒီလိုက်ကဒါကိုဖိမတိကောင်းမတိတဲ့ဝေဖန်ထောက်ပြတဲ့လူတော်လိုင်းရေးတွေးခွဲတယ်လုံးနေပြီးတော့မင်းတို့အမတ်တို့မမတ်တာတို့အမဲတာတို့ပြတာတို့လူတွေကဘယ်ဒေသမှာနေပြီးတော့အမေတော်လန်းစုကြီးကိုချစ်ပါတယ်ဆိုရင်အမေတော်လန်းစုကြီးကိုလည်းလွတ်မြောက်ဖို့ရေးကိုဒီဇိုင်းမမတ်နဲ့ကြိုးစားတာမရှိဘူးကြိုးစားအားထုတ်တာမရှိဘူးပြည်သူအကြိုက်မေတော်လန်းစုကြီးပုံရိတ်နဲ့အတုံးချပြီးတော့ဓာတ်ပုံသုံးရတာနဲ့ဘာညာအကုန်လုံးယူသုံးရတာနဲ့ပြည်သူအတဲကြီးကြိုက်ကိုလှုပ်ပြီးတော့ပြည်သူမခံကြီးစိတ်ပြည်သူဒီရအမေစုပေါ်ထားတဲ့မြစ်တာတရားကိုအတုံးချပြီးတော့မင်းတို့လိုသလိုပုံသဏ္ဍာန်ဆွဲပြီးတော့လှုပ်နေတာမင်းတို့အမေတော်သားကြီးကိုတကယ်ချစ်တယ်ဆိုမင်းတို့အားဆိုင်ထုတ်ရမှာလေကုလသမဂ္ဂရောပါရောပြီးတော့သူ့ကိုချစ်တယ်သူ့ရဲ့ group ကနေမင်းတို့လူဖြစ်လာတဲ့လူဆိုရင်မင်းတို့အားဆိုင်ထုတ်ရမှာလေမင်းတို့ group ကနေမင်းတို့အားဆိုင်ထုတ်ရမှာလေမင်းတို့ group ကနေမင်းတို့အားဆိုင်ထုတ်ရမှာလေမင်းတို့ group ကနေမင်းတို့အားဆိုင်ထုတ်ရမှာလေ
မင်းတို့ကုလသမဂ္ဂမှာမင်းတို့ကနေကအမေတော်အောင်ဆုံးကြီးလောက်တာတဲ့အချက်လက်တွေကိုဖြတ်သိမ်းရမလို့ဘူးလေကဲဖြတ်သိမ်းပြီးတော့ဒီဘက်ကနေပြီးတော့ဘိုးရင်ကြာနဲ့ပေါင်းပြီးတော့ဒီဘက်ကတော်လန်ရေးဘယ်လိုလုပ်လဲတော်လန်ရေးဘယ်လိုလုပ်လဲတော်လန်ရေးအဓိကနံပါတ်1နေရာကနေတော့ဥဆောင်ပေးနေတယ်အေးအေးကိုတရားစွဲဖို့ရိုဟင်ဂျာကနေပြီးတော့စ조사အားထုတ်တယ်အဲ့ဒီစ조사အားထုတ်တဲ့လူကဘေဂရုတွေကလာတယ်မင်းတို့ဂရုတွေကလာတာဟုတ်တယ်လားမင်းတို့ခန့်လာတာကဒီကြော်အောင်ကြော်မိုးမင်းတို့အမျိုးကြီးလူဖွဲ့စီတွေမှာခန့်လာတယ်ခန့်လာပြီးတော့အဲ့ဒီလူကနေပြီးတော့အဲ့ဒီလူနဲ့ပတ်သက်တဲ့လူတွေကအဲ့ဒီဖွဲ့စီရပဲအခုအမေတော်ဆန်းစုကြည်ကာဗာလောက်ထားတဲ့ကိစ္စတွေနဲ့ဖြတ်သိမ်းတယ်ဖြတ်သိမ်းပြီးတော့အခုဒီဘက်ကအေအေကိုလည်းမင်းတို့ရေးယူဖို့လုပ်တယ်ဆိုတော့မင်းတို့ဖွဲ့စီရပါလဲပေါ့ဒီအေအေကဒီဒေါ်လာယူနံပါတ်1ဥဆောင်ပေးနေတာလေဒါမို့ထောင်းပြန်ဒေါ်လာရေးသွေးခွဲတယ်ပြောမှာမင်းတို့အမဖြစ်လာတာဘလို့ဖြစ်လာလားဘလို့နိုင်ငံရေးတွေးခေါ်နေဖြစ်တာမင်းတို့ဘာကြောင့်ဒီမင်းတို့ဘာကြောင့်ငါမင်းတို့ဖွဲ့တယ်ငါမေးမယ်မင်းတို့ဘာကြောင့်မြန်မာနိုင်ငံရေးထဲမှာအမဖြစ်လွတ်တော့အမဖြစ်နယ်မြေခံအမဖြစ်ဝင်ရွေးတာဘလို့အိဗယ်နဲ့ဝင်ရွေးတယ်မိကိုမိဘာယုံကြည်ချက်နဲ့ဝင်ရွေးတယ်ဘာကြောင့်အမတ်လည်းလုပ်လဲမင်းတို့ဖြည့်ကြည့်ရအောင်ဒေတာဆိုင်ရာပြည်နယ်ရက်ကွက်ဒေတာဆိုင်ရာမြို့နယ်ဒေတာဆိုင်ရာပြည်နယ်ဒေတာဆိုင်ရာရက်ကွက်ကိုမင်းတို့အမတ်ဖြစ်ဝင်ပြိုင်နေဆိုတဲ့မင်းတို့ဘာခံယူချက်နဲ့လဝင်ရွေးတာဘာခံယူချက်နဲ့အလုပ်လည်းလုပ်တာနိုင်ငံအတွက်အလုပ်လည်းလုပ်တာဘာခံယူချက်နဲ့လည်းလုပ်တာပြီးတော့ဘလောက်တိနိုင်ငံပေါ်တွေးနိုင်တဲ့နိုင်ငံပေါ်ကိုကြိုးပြနိုင်တဲ့ခံယူချက်လည်းလုပ်တယ်မင်းတို့လူပေါဝင်ကြီးကနာမည်ကြီးဖို့နာမည်ရဖို့အချောင်ရဖို့ရေကိုဒီထဲဝင်ပြီးလောက်ရတဲ့လူတွေအရေးကြီးရှိလားဆိုတော့မရှိဘူးကိုပိုင်တွေးနိုင်လားဆိုတော့မတွေးနိုင်ဘူးသူများပြောရင်အေးမဲယုံတဲ့လူဖွဲ့စီကအမတ်တဲ့အဲ့လေအဲ့ဒါပဲလေဟာလားနိုင်ငံရေးပညာတက်ချင်းမတက်ချင်းကိုပြည်သူကမတိုင်းတတ်ဘူးမတိုင်းတတ်တယ်လို့ဒစ်လည်နေတာဒီဆရာဝန်ဆိုတဲ့လူတွေကနိုင်ငံရေးပညာမတက်တဲ့ခါကျတော့နိုင်ငံရေးတွေးခေါ်မတက်တဲ့ခါကျတော့အကုန်ဗျံပရာဖြစ်တာဗောတောင်ပြောမြောက်ပြောလေဟာလားမလေးရှားနိုင်ငံကြီးလောက်ကျဲတယ်လို့ပြောတာတွေကခုနတော့ညီမပြောတယ်လို့မခင်ထားပြောတယ်လို့ဒါကဟုတ်ကဲ့တော့ပြောလို့မရတဲ့ကိစ္စတွေပြီးတော့ဗျံပရာဘယ်နှခုနှစ်ကပါပြောတော့ဝက်ချိုနဲ့တထိုးမှာတို့အခုဒေါ်လာရဲ့ဘေးထိရောက်နေတာတို့ပြီးတော့2023ကဘာပြောခဲ့ဟာဘလောက်နှိကုံတို့ဘာနှိကုံတို့အခုမလေးရှားနိုင်ငံကြီးလောက်ကျဲတာလို့ဆိုတော့မင်းတို့ထားပြမသူအများကြီးမလေးရှားနိုင်ငံကြီးလောက်ကျဲတယ်ထားလိုက်ပါအဲ့ဒီမလေးရှားနိုင်ငံကြီးလောက်ကျဲတယ်ဆိုအဲ့ဒီကရခဲ့တဲ့တပ်ဆိုင်ရာအခွန်ဘာညာတာတကန်နဲ့ဆိုမင်းတို့စစ်ရေးဥဆောင်နိုင်ရမယ်လေစစ်ရေးလည်းဦးမဆောင်နိုင်ဘူးမင်းတို့ပိုင်ဆိုးတဲ့မလေးရှားနိုင်ငံကြီးလောက်ကျဲတယ်ဆိုတော့နေရာဘေးနေရာမှာလေကျက်စီတော်လည်းဘေးနေရာမှာလေလွတ်မြောက်ဒေတာဘေးနေရာမှာလွတ်မြောက်ဒေတာလေပြည်သူကဆိုရှယ်မီဒီယာခစ်လေမသိဘူးလားအဲ့လိုမျိုးပြောရင်လေဒီဘက်ကပြည်သူကိုပြန်ပြောရမှာခမည်းတော်ကြောင့်ဒီလိုမျိုးတွေဒီနိုင်ငံမှာခမည်းတော်မှလည်းတောင်းဝင်ရှိတယ်ကျုပ်တို့မှလည်းတောင်းဝင်ရှိတယ်ဒီနိုင်ငံကိုကောင်းစားကြည့်လို့ရှိရင်ခမည်းတော်မှတ်ထားဒီနိုင်ငံကိုတော်လှန်ရေးနံပါတ်1ဗျာကျွန်တော်နိုင်ငံကောင်းစားတော့နောက်မှထားမယ်ဒီနိုင်ငံတော်လှန်ရေးနိုင်ရင်ခမည်းမှလည်းတောင်းဝင်ရှိတယ်ကျုပ်မှလည်းတောင်းဝင်ရှိတယ်လွတ်လပ်စွာရဲဝံ့ဝေဖန်ထောက်ပြရဲရမကောင်းရင်လွတ်လပ်စွာဝေဖန်ထောက်ပြရဲရမယ်ခမည်းတော်ဒီလိုမျိုးမစစ်ထုတ်ပဲနဲ့ဒီလိုမျိုးမထောက်ပြပဲနဲ့ဒီလိုမျိုးလုပ်နေဒီနိုင်ငံဒီလိုမျိုးမတူတော်တွေပဲအုပ်ချုပ်မှာဘလို့အုပ်ချုပ်မယ်
ကိုဂျိုးအမီနာမယာဒူးဒါကိုမှတ်မော်တဲ့လူတွေကပဲဒီနိုင်ငံအုပ်ချုပ်မှာဒီလိုမျိုးလူတွေကကျွန်တော်တို့အုပ်ချုပ်ပြီးတော့ကျွန်တော်တို့မှတ်လုံးပေးပြီးတော့ကျွန်တော်တို့တွေကဒီပုံမှာမျောလိုက်ရင်ကျွန်တော်တို့နိုင်ငံဒီလိုပဲထပ်သွားမှာအဲ့တော့နိုင်ငံကိုတော်လှန်ရေးနိုင်ကြီးသိရှိမကောင်းရင်မကောင်းတဲ့လူဒေတာဆိုင်ရာမိမိဒေတာမိမိမျိုးနဲ့မှာမကောင်းရင်မကောင်းတဲ့လူဥဆောင်တဲ့လူပြောရရမယ်ခင်ဗျားတို့မပြောရင်ဒီတိုင်းပဲသွားမှာဟုတ်ကဲ့မကြီးခမရတော့မပြောရင်ဒီတိုင်းပဲသွားမှာဒီဒေါ်လာရေးရောဒီနိုင်ငံရေးရောဘာဖြစ်လို့လဲဆိုတော့လူတွေရဲ့နိုင်ငံရေးအတွေးခေါ်နိုင်ငံပေါ်ချစ်တဲ့စိတ်လုံနိုင်စွမ်းပေးဆက်မှုဒါတွေကယနေ့ဒေါ်လာရေး၄နှစ်ကနေ2021ကနေယနေ့ကအဖြေပဲလေဒေါ်လာရေးနိုင်ငံပေါ်ဘယ်လောက်ချစ်လဲနိုင်ငံရေးသမားတယောက်လုပ်ပြီးနိုင်ငံရေးသမားတယောက်လုပ်ပြီးအမတ်တယောက်လုပ်ပြီးတာမန်အမတ်တယောက်လုပ်ပြီးရက်ကွက်မှာရက်ကွက်ကိုစားပြုတဲ့တာမန်အမတ်တယောက်လုပ်ပြီးတာမန်အမတ်တယောက်လုပ်ပြီးဆိုလို့ရှိရင်2021နဲ့ပဲဖြုတ်ပြောမှာကွာအရှင်ကြီးတွေကျုံးမပြောပြအောင်အမတ်တယောက်လုပ်ပြီးဒီအမတ်ကဒီနေရာမှာကိုစားပြုပြီးတော့အမတ်ဖြစ်လာတယ်โอเคအမတ်ဖြစ်လာပြီဆိုတော့သူဘယ်လောက်ဒီနိုင်ငံကိုချစ်လို့အမတ်ဝင်လောက်တာနိုင်ငံကိုတိုးသက်တယ်ရှင်လို့အမတ်ဝင်လောက်တာခံယူချက်ကျွန်တော်တို့ခံယူချက်ပြောတာအမတ်ဝင်လောက်တယ်ဆိုလို့ရှိရင်ဒီအမတ်တွေနိုင်ငံကိုချစ်တယ်လူမျိုးကိုချစ်တယ်ဒေတာဆိုင်ရာကိုဒေတာပေါ့ဗျာကိုနေရာကိုချစ်လို့အမတ်ဝင်လောက်တယ်နိုင်ငံကိုပိတ်ဆက်ကြည့်လို့ဝင်လောက်တယ်ဆိုရင်ဘာဖြစ်လို့ဒီလူတွေကပြည်ပကိုပြေးတာလဲနိုင်ငံကိုချစ်လို့တိုးတက်စေခြင်းကောင်းစေခြင်းလို့အမတ်ဝင်လောက်တယ်နော်အေးโอเคအဲ့ဒီလူတွေကချစ်တယ်ဆိုရင်ဘာဖြစ်လို့ပြည်ပကိုပြေးတာလဲနံပါတ်1ပဲโอเคထားလိုက်ပြေးပြီးပါထားလိုက်အဲ့ဒီတော့ကိုရွေးချယ်လိုက်တဲ့အမတ်တွေကယနေ့2021ရက်2025ဒီဘယ်လောက်ထိလုံနိုင်စွမ်းရှိတယ်အခုသူတို့ဘေးကိုရောက်နေတယ်အခုသူတို့ဘာလုပ်ပြီလဲโอเคသူတို့မှာငါတို့စ조사စီတွေရှိတယ်ဟိုတော့လို့မလွတ်လပ်လို့တော်လန်ရေးကာလာမို့โอเคတော်လန်ရေးကာလာမို့ဆိုလို့ရှိရင်ဒါဆိုသူတင်ကိုတင်ဒီကပြည်သူနဲ့တသားတည်းနေပြီးတော့ဒီတော်လန်ရေးကိုပြည်သူနဲ့တသားတည်းနေပြီးတော့တာဝန်ထမ်းဆောင်တာဒါအဖြစ်ပဲโอเคမထမ်းဆောင်ဘူးပြည်ပပြည်ရတယ်ထားလိုက်အဲ့ဒါဆိုရင်ပြည်ပပြည်ပြီးသူဘာလုပ်လဲပြည်ပပြည်ပြီးဘာလုပ်လဲဆိုတော့နိုင်ငံတကာမှာဘယ်လောက်ထိထိုးဖောက်နိုင်တယ်ရှိတယ်ဆိုတာဟာအဖြစ်ပဲဒီဆန္ဒဒီလိုမျိုးအမေစုတပ်ပုံကြီးကင်ပြီးတော့နိုင်ငံတကာမှာလွတ်ငြိမ်းချမ်းသာခွင့်တောင်းတာကဒါကလွတ်ငြိမ်းချမ်းသာခွင့်တောင်းတာဒါကနိုင်ငံကိုချစ်တာမဟုတ်သေးဘူးအမေစုကိုချစ်တာမဟုတ်သေးဘူးအမေစုကိုချစ်တယ်ဆိုဘာလို့อ่ะအမေစုလွတ်မြောက်ဖို့ကိုအားထုတ်ရမှာစူးစမ်းရမှာအမေစုကိုချစ်တယ်လို့သူတို့ပြောတယ်အမေစုချစ်တယ်များအမေစုမှာတတ်ဆိုင်ရာပစ္စည်းအကုန်သွားလို့အမေစုရဲ့ဒီအပြင်ဟာတွေကတော့ကုန်သွားပြီအတွင်းရပဲကြံတော့တယ်သူတို့ရောင်းစားရတာပြည်သူရဲ့အကြိုက်ကိုယူပြီးတုံးပြူတာโอเคအဲ့ဒီတော့ဒီပုံကြီးကင်ပြီးတော့မေစုပုံကြီးကင်ပြီးတော့ကမ္ဘာနိုင်ငံတီးမှာဆန္ဒလာပြနေလို့ကမ္ဘာနိုင်ငံတွေကဘယ်လိုမျိုးပြန်လဲပြီးတော့တက်ရောက်မှုပေးမှာဆန္ဒပြရုံနဲ့တက်ရောက်မှုပေးမှာကမ္ဘာနိုင်ငံတွေကဘာတွေဖြစ်နေအရဂနာပြီးတော့ဒီပြည်တွင်းအဲ့လိုအမတ်ဖြစ်လာတဲ့လူကကိုဒေတာဆိုင်ရာပဲပြောမှာနော်ကိုဒေတာဆိုင်ရာပြောပါโอเคကိုဒေတာဆိုင်ရာရွေးချယ်လိုက်တဲ့အမတ်တွေကယနေ့ဘာလုပ်လဲပြည်တွင်းမှာငါတို့ဒေတာငါတို့ရွေးချယ်လိုက်တဲ့အမတ်ကငါတို့ကိုစားပြုတ်ပြီးတော့ငါတို့နဲ့အတူတူလာပြီးတော့ဒီစကားကိုတော်လှန်နေတာလား
ဒါနိုင်ငံကိုချစ်တာကြီးမချစ်တာကြီးကိုရွေးချက်လိုက်တဲ့ကိုဒေတာကိုလူမျိုးကိုဒေတာရဲ့ကိုရဲကော့ကဲလူကိုချစ်လို့ရှိရင်တူတူနေပြီးတော့တူတူစကားစားနဲ့ပြည်သူကိုစကားစားကိုရင်ပေါင်တန်းပြီးပြည်သူနဲ့တသားတည်းရင်ဆိုင်ရဲရမှာလေအခုကဒါမျိုးမဟုတ်ဘူးပြည်ပပြေးပြီးတော့ပြောချင်တာပြောလှုပ်ချင်တာလှုပ်ပြီးတော့ပြီးွားရင်ပြည်သူကိုဒီကနေပြီးတော့မှတ်လုံးပေးတာပြီးွားဒီကနေတော့ဆန္ဒပြတာအဲ့ဒီမှာခုနဝေယံဆိုတဲ့အမှတ်ကိုမင်းတို့ဆိုတဲ့အကောင်လေးကထပ်ပြောမှာမင်းတို့လူငယ်တွေတိုးတက်ချင်နိုင်ငံရေးနားလဲချင်းဒီလိုမျိုးငါပြင်လောက်တယ်မှန်တယ်လို့မှန်တယ်ဆိုပြီးတော့နိုင်ငံရေးလောကထဲမဝင်နဲ့ကိုယ်တိုင်လေးလက်တိုင်းထွားစ조사အားထုတ်တတ်ကြမယ်အမေစုအားကိုနဲ့လည်းနိုင်ငံရေးတွေကမဝင်နဲ့အမေစုကလူပုတ်ကိုတနေ့အမေစုကတနေရာသွားမှာမင်းတို့ကိုယ်တိုင်စွမ်းဆောင်နိုင်မှဒီနိုင်ငံတိုးတက်မှာမင်းတို့မျောလိုက်ပြီပြီးတော့အမျိုးကြီးရလောက်တာအကုန်မှန်တယ်လို့ပြောနေတယ်အောက်မှာမင်းတို့သတင်းမီဒီယာကြီးတော့မင်းတို့ဆိုရှယ်မီဒီယာပေ့ကြီးတော့ထောင်လာတာဒါဆိုမင်းသတင်းချက်လက်တွေလည်းတင်နေတာအဲ့လိုမင်းမြေပြင်အကြောင်းတွေဘာလို့မပြောလဲမင်းတို့လူဘိန်းကြိုက်တယ်ဒီနေ့ဆိုရှယ်မီဒီယာမှာကြည့်တာအကောက်ပေါင်း16000တသိန်းလောက်ရှိတယ်အကောက်ပေါင်းဒီဘက်ကနုကြီးဖွဲ့ကဖွင့်လာတာအကောက်ဆိုဘောင်းတော့ဘာတွေဖွင့်လဲဆိုတော့ရှိသမျှဆယ်လီပုံတွေတင်တယ်ရှိသမျှဒီစစ်ခွေးဘက်ကမကောင်းကြောင်းပြောပြီးလူဘိန်းကြိုက်ပြောပြီးဆိုရှယ်မီဒီယာလောက်စားတယ်ဒါဆိုလို့ရှိရင်အကောက်ပေါင်း16000ဖွင့်ပြီးတော့လောက်စားတဲ့ကောင်တွေရရှိတယ်ပြည်သူတွေကဆက်ပြောပြမယ်နော်မင်းစကားကိုဆက်တာပြည်သူတွေတော်လှန်ရေးကိုအဲ့လိုမျိုးထောက်ပြတဲ့လူကသွေးကွဲတယ်လို့ပြောတဲ့စကားကိုမင်းတို့ပြန်ထောက်ပြအောင်ပြည်သူတွေယနေ့ဘာကြောင့်တော်လှန်ရေးကိုအပြော့ရတာမင်းတို့ပြန်မေးမှာမင်းတို့ဒီဘက်ကหนีဘောหนีပိတ်ကပြောတာကအမျိုးကြီးကိုဝေဖန်ထောက်ပြတဲ့လူတွေကြောင့်တော်လှန်ရေးသွေးပြော့သွားတယ်လို့ပြည်သူတွေသွေးပြော့သွားတယ်လို့ထင်တာအဲ့ဒါကဆိုမင်းတို့ပတ်ဝန်းကျင်မင်းတို့หนีပိတ်ပတ်ဝန်းကျင်တွေမှာမင်းအသက်ရှင်နေလို့မင်းဒါပဲမြင်နိုင်တာဘာကြောင့်လဲဆိုတော့မင်းတို့စကားစားလို့မျိုးကြောင်ပိတ်ထားတဲ့အတွေးခေါ်ပဲရှိလို့မှတ်သွားတော့ယနေ့ပြည်သူတွေတော်လှန်ရေးကိုထောက်ပံ့ငွေနေသွားတယ်ဆိုတာအဖြစ်ဒါတော်လှန်ရေးရဲ့အရွေးတစ်ခုရဲ့အဖြစ်ပြည်သူတွေတော်လှန်ရေးကိုထောက်ပံ့ငွေနေသွားတာကနေပြီးတော့တော်လှန်ရေးနှိပ်ဝါခြင်းကဒါအခြေခံထောက်ပံ့ငွေရနေစသွားတာနော်နောက်ရခြင်းကဘာကြောင့်နှိပ်ဝါလဲဆိုတော့ပြည်သူတွေထောက်ပံ့ငွေနှိပ်ဝါခြင်းကမင်းတို့အဖွဲ့အစည်းကြောင့်နှိပ်ဝါခြင်းလို့မင်းတွေးနိုင်ရမယ်မတွေးနိုင်ဘူးပဲဆိုလို့ရှိရင်မင်းနေတဲ့ပတ်ဝန်းကျင်ကဒီမင်းတို့ဒီအမျိုးကြီးလူအဖွဲ့အစည်းအတိုင်းဝိုင်းလောက်ပဲမင်းမြင်နိုင်တဲ့မျက်လုံးရှိလို့မင်းတို့တွေးတောင်းပြောတာဝေယံဆိုတဲ့အမှတ်ကိုပြောတာတော်လန်ရေးကိုဝေဖန်ထောက်ပြတဲ့လူတွေကြောင့်တော်လန်ရေးကိုတွေးကွဲတယ်လို့မင်းပြောတဲ့စကားကိုပြန်ထောက်ပြတာဘာကြောင့်ပြည်သူတွေထောက်ပံ့ငွေနေသွားလဲဆိုတော့မင်းတို့အဖွဲ့ကြီးရဲ့စစ်ကိုစစ်နဲ့တူအောင်မတိုက်တဲ့တကြောင်စစ်ကိုစစ်နဲ့တူအောင်မတိုက်တဲ့တကြောင်ဆိုရှယ်မီဒီယာခေတ်လူတိုင်းဖုန်းကင်တဲ့ခေတ်တချို့2လုံးရှိတယ်တချို့3လုံးရှိတယ်ဖုန်းကလူတိုင်းမြင်နေတွေ့နေတဲ့ခေတ်88မဟုတ်ဘူးယနေ့တော်လှန်ရေး88မဟုတ်ဘူးမင်းတို့တော်လှန်ရေးကငါတို့တော်လှန်ရေးနိုင်မှာမင်းတို့လို့หนีပိတ်တွေကြောင်းနိုင်မှာမဟုတ်ဘူးหนีဘောတွေကြောင်းနိုင်မှာမင်းတို့ဖွဲ့စည်းရစမုံတုံးမှာအပြက်ပြောတာမသိမှတ်ပါတော့ငါဆိုတဲ့ကောင်ပြောတာမင်းတို့ဖွဲ့စည်းရစမုံတုံးမှာငါတို့တော်လှန်ရေးကနိုင်မှာမသိမှတ်ပါငါတို့တော်လှန်ရေးကနိုင်မှာမင်းတို့ဖွဲ့စည်းရစမုံတုံးမှာအပြက်ပြောတာမင်းလူငယ်တွေခစ်လူငယ်တွေနော်စောက်ချင်နေမဟုတ်ဘူးဆိုတာမင်းကိုယ်တိုင်လည်းသိတယ်အဲ့ဒီတော့မင်းဒီတော်လှန်ရေးနှိပ်ဝါခြင်းအကြောင်းရင်းကိုမင်းမတွေးနိုင်ဘူးဆိုမင်းနေတဲ့ group ကအမျိုးကြီးလူဖွဲ့စည်းပဲမင်းမြင်နိုင်တဲ့ group ရှိတယ်မင်းလောကကြီးပတ်ဝန်းကျင်ကိုမင်းမမြင်နိုင်ဘူးအောက်မှာဘာဖြစ်နေမင်းမမြင်နိုင်ဘူးโอเคဘာကြောင့်နှိပ်ဝါခြင်းလဲဆိုတော့မင်းတို့ဖွဲ့ကြီးစစ်ကိုစစ်နဲ့တူအောင်မတိုက်လို့မင်းတို့ဖွဲ့ကြီးရဲ့လုံနိုင်မှန်တဲ့အရေးစင်းကပြည်တွင်းမှာလည်းမပေါက်ရဘူးပြည်ပမှာလည်းမပေါက်ရလို့ပြည်သူတွေအားပြတ်သွားတာနှစ်နံပါတ်3ကတော့နံပါတ်3မင်းတို့တော်လှန်ရေးနှိပ်ဝါခြင်းအကြောင်းရင်းကမင်းတို့ဒီဘက်ကအကျိုးပြုနေတဲ့အဖွဲ့အစည်းတွေကလည်းခိုးတာနဲ့လိုးတာနဲ့ကြောင့်ပြည်သူတွေထောက်ပံ့ငွေနေသွားတာတစ်ချိန်တော့ပို့ကြတယ်သူလည်းပို့ကိုလည်းပို့အဲ့ဒီမှာဒီလိုမျိုးကိစ္စတွေကြောင့်ထောက်ပံ့ငွေနေသွားတယ်နံပါတ်3
နံပါတ်4မင်းတို့မညီညွတ်တဲ့ကိစ္စကြောင့်ပြည်သူတွေအားပြတ်သွားတာသိပြီလားဆိုရှယ်မီဒီယာခေတ်ငါအမြဲတမ်းပြောနေတဲ့စကားယနေ့ခေတ်မှာလူတိုင်းနိုင်ငံခြားသွားဘူးတဲ့အနှိမ့်ဆုံးထိုင်းနိုင်ငံသွားဘူးတဲ့ခေတ်ဖုန်းတစ်နေ့တယောက်တစ်လုံးမရှိဘူးနှလုံးသုံးလုံးရှိတဲ့လူရှိ88မဟုတ်အဲ့တော့ဆက်ပြောမယ်ဒီလောက်မှမတွေးနိုင်ပဲနဲ့အမျိုးကြီးကိုဝေဖန်ထောက်ပြတဲ့လူတွေကြောင့်တော်လန်ရဲကိုတွေးကွဲတယ်လို့မပြောနဲ့မင်းတို့အဖွဲ့စည်းကိုကျုံနိုင်စွမ်းကိုငါတို့ကထောက်ပြနေမင်းတို့ထောက်တော့မှမကြဘူးတိုင်းသားညီကိုမောင်နှမလည်းညီညွတ်စည်းလုံးမှန်ဝင်မရှိတယ်လို့တိုင်းသားညီကိုမောင်နှမကိုလည်းညီညွတ်စည်းလုံးမှန်ဝင်မရှိဘူးပြည်ပမှာလည်းထိုးဖောက်နိုင်ခြင်းမရှိဘူးမင်းတို့အမတ်တွေပြီးတော့ဒီမင်းတို့ဗမာတိုင်းသားအများစုပါတဲ့ဒီ group ဗမာပြည်နယ်ထဲမှာတော့မင်းတို့ညီညွတ်ကမစွမ်းဆောင်နိုင်ဘူးတော်လန်ရေးစတော့ကညီညွတ်ထွက်လာတဲ့လူအဖွဲ့ကြီးတော်လန်ရေးညီကိုတွေကအကုန်လုံးကမခံကျင်စိတ်တစ်ခုတည်းနဲ့တော်လန်ရေးကိုညီရင်မောင်မယ်အတူတူတိုက်ကြပြီးတော့အတူတူစီးစီးလုံးလုံးဖြစ်နေတဲ့အချိန်2021ထိကိုညီတော်လုံး2022ထိကိုညီညွတ်ရှိတည်တယ်ညီညွတ်ရှိတဲ့အချိန်မှာမင်းတို့ဘယ်လိုလုပ်လိုက်လဲမင်းတို့တိုးခွဲလိုက်လို့အဲ့ဒီဗမာပြည်နယ်ယနေ့2021မှာပေါ်လာတဲ့ဗမာတိုင်းရင်းသားလက်နက်ကိုင်ညီကိုမောင်နှမတွေကမညီညွတ်တဲ့အကြောင်းရင်းကမင်းတို့အမျိုးကြီးလူဖွဲ့စီရိုက်ချိုးပလိုက်တာအဲ့လိုမျိုးပြန်ပြောရင်ခုနပြောတဲ့ဆဲတွေနဲ့ပြန်တက်ရောက်သွားတယ်အဲ့ဒါမင်းတို့ဂိမ်းကစားတာနေနဲ့ပြန်ကြောက်တော့နိုင်ငံရေးကအဲ့ဒါမင်းတို့ရှင်းပြရင်တထောက်တညဖြစ်သွားမယ်မင်းတို့တင်ပေးဖို့ကလည်းမင်းတို့အမတ်တွေဆိုတော့တင်ပေးဖို့လည်းမင်းတို့ကဟိုနူကြီးမင်းတို့တင်ပေးဖို့လဲနိုင်ငံရေးတွေးခေါ်လေးလာဆိုတော့လေဒီပန်ဆယ်လိုနဲ့ဇင်မာအောင်နဲ့ပဲရွာလဲပြီးတော့ဇော်ဝေတို့စကားပြောတဲ့စကားနဲ့ပဲဒစ်လဲနေတာမင်းတို့ဘယ်လိုလုပ်နိုင်ငံရေးတည်မှာအဲ့ဒီဆဲတွေကအဲ့ဒီအမျိုးကြီးကနေပြီးတော့ရိုက်ဖြိုးလိုက်လို့ဒီတော်လေးညီညွတ်ချင်းပြတ်သုံးသွားတာဘေးကနေရိုက်ဖြိုးလဲခြေကံဘေးကနေရိုက်ဖြိုးလဲမင်းတို့အဲ့လာပါလားရှောက်တင်ရရင်ငါလိုက်ရတစ်ထောက်တညဖြစ်သွားမယ်ပထမဦးဆုံးညီညွတ်ပြီးတော့ဗမာတိုင်းရင်းသားဒေသမှာညီညွတ်ပြီးပထမဦးဆုံးရိုက်ချိုးလိုက်တာကဒီဘိုနခါကနေပြီးတော့မင်းတို့ပထမဦးဆုံးရိုက်ချိုးတယ်ပြီးတော့မင်းတို့ဒီဘက်ကနေပြီးတော့စနစ်တစ်ခုအာနာစနစ်တစ်ခုတက်ရောက်ဖို့ပုံတန်ချိုးလိုက်ပသုံးလုံးအသုံးလုံးနဲ့မင်းတို့လှုပ်လိုက်တော့အဲ့ဒီမှာအကုန်လုံးတော်လန်ရေးကဘာဖြစ်သွားတွဲကွဲကုန်တာငါဒေတာမင်းမတိုက်နဲ့မင်းဒေတာငါမတိုက်နဲ့မင်းဒီနေရာမကြော်နဲ့ဟိုကောင်ဒီနေရာမကြော်အဲ့ဒီမှာတည်းကခိလူငယ်တွေလေတော်လန်ရေးလောက်တာလူငယ်တွေလေဒီနေရာမှာမခံကျင်စိတ်တွေရှိတယ်လူငယ်တွေကမခံကျင်စိတ်တွေရှိတယ်မင်းနေရာငါမတိုက်ရငါနေရာသူမတိုက်တယ်မင်းဘာကောင်လဲငါဘာကောင်လဲဖြစ်ကုန်တာဗောဒီနေရာမှာပြက်စီးကုန်တာဗောအဲ့လိုမျိုးပြက်စီးအောင်လဲအဲ့လိုမျိုးပလန်နဲ့လောက်တာအဲ့ဒီပလန်တွေကဘယ်ရလာလဲဆိုတော့ခုနကတော့စကားဆဆဲတွေရလာအဲ့ဒီစကားဆဲတွေကလည်းဘယ်ရလာလဲတရုတ်ဆဲတွေကပြန်လာဒီနေရာမှာပြောချင်တယ်ကျွန်တော်တို့ညီကိုမောင်နှမတွေကလည်းစိတ်တမကြနဲ့ကျွန်တော်လည်းစိတ်တကြတယ်ကျွန်မကတော့ပြောတယ်စိတ်တမကျွန်တော်တို့ကထောက်ပြတာအဲ့ဒီတော့တော်လန်ရေးကကျွန်တော်တို့တော်လန်ရေးကနိုင်မှာဒါပေမဲ့အမျိုးကြီးကြောင့်နိုင်မှာမဟုတ်ဘူးအပြက်ပြောတာအမျိုးကြီးကြောင့်ကျွန်တော်တို့တော်လန်ရေးနိုင်မှာမဟုတ်ဘူးကျွန်တော်တို့တော်လန်ရေးနိုင်မှာအဲ့တော့ကျွန်တော်တတိကျပြောရဲတယ်ကျွန်တော်တို့တော်လှန်ရေးနိုင်မှာအမျိုးကြီးကြောင့်နိုင်မှာမဟုတ်ဘူးစိတ်ဓာတ်မကြနဲ့လက်ရှိကိုတောင်းဝင်ထမ်းဆောင်နိုင်တော့ထမ်းဆောင်ဖြစ်နိုင်ရင်တိုက်ရိုက်ဖို့ဟလာကျွန်တော်တို့ကတကယ်လို့ကျွန်တော်တို့ကရှုံးလို့မရဘူးလေရှုံးလို့ရှိရင်ကျွန်တော်တို့ကသွားမှာလေအိုးမြောက်ကိုရီးယားထက်ကိုအဆဆုံးမှာဘာလို့အဆဆုံးလဲဆိုပြန်ထောက်ပြမယ်ဆိုဗမာမြန်မာနိုင်ငံသားကတခြားတိုင်းတခြားနိုင်ငံသားတွေထက်ပ
ပိုမိုကောက်ကျစ်တတ်တဲ့အကျင့်စာရိတ္တရှိတယ်အကျင့်စာရိတ္တရှိတဲ့အခါကျတော့ဒီစကားကလည်းကောက်ကျစ်တယ်လို့နောင်တက်လာမဲ့လူကလည်းဒီထက်ကောက်ကျစ်မှာဒီတက်ကောက်ကျစ်ရင်ကျွန်တော်တို့ကပို့ဆိုးမှာအဲ့တော့ကျွန်တော်တို့တွေကလည်းဒီလူငယ်တွေကအကုန်သိတယ်လေလူတိုင်းကသိတာပြီလားပို့ဆိုးမှာဆိုတော့လူတိုင်းတွေးနိုင်ကြတယ်မိတ်ဆွေတို့လည်းတွေးနိုင်အဲ့တော့ကျွန်တော်တို့ကနိုင်အောင်လုပ်ရမှာဒါပေမဲ့တော်လည်းရဲ့နိုင်မှာအမျိုးကြီးကြောင့်နိုင်မှာမဟုတ်ဘူးအပြက်ပြောတာမင်းတို့နိုင်ငံရေးတွေးခေါ်ဘာမှမရှိတာစမုံချက်ပလာအပလူတွေကိုကျွန်တော်ကပြည့်ချစ်မှာမဟုတ်လားအမေစုမျက်နှာနဲ့အမတ်ဖြစ်လာတဲ့ကောင်တွေကတော်လည်းအမေစုမျက်နှာနဲ့အမတ်ဖြစ်လာတဲ့ကောင်တွေကတော်လည်းရေးမှာငါကအမတ်ကြီးတို့ဝင်မလုံးနဲ့ငါတို့နဲ့ထိတ်တိုက်လက်တွေ့အပြင်မှာစကားပြောလက်ဖက်ရည်တိုက်ပြီးပြောမှာဒီဘက်ကစစ်ခွေးမကောင်းကြောင်းပြောတာလောက်ကတော့တက်မလာနဲ့ဒီပလန်တွေဘယ်ရဆွဲလဲဆိုတာငါတို့တွေခစ်လူငယ်တွေတိတယ်ဒီတော်လေးမဖြစ်ခင်ဒီပလန်တွေဆွဲထားပြီးသားအဲ့တော့ကျွန်တော်တို့ညီကောင်မောင်နှမတွေကလိုက်ကြရမကောင်းအဲ့ဝေယံကိစ္စကိုကျွန်တော်ဥတီတာဝေယံနဲ့ပဲညီကုံချုံမယ်ဟာအဲ့တော့ကျွန်တော်တို့ညီကုံမောင်နှမတွေကကိုအခုဘယ်နေရာမှာတာဝန်ထမ်းဆောင်နေတဲ့ပုံတရံတိုင်းတာဝန်ကိုထမ်းဆောင်ဒါပေမဲ့မိတ်ဆွေတို့သိထားဖို့ကခုနကတော့ညီပုတ်တွေတော့နည်းနည်းရှောင်ပေါ့ဗျာဖြစ်နိုင်ကိုယ်တိုင်တိုက်ရိုက်ဖို့မြည်ပြီးဖြစ်နိုင်ရင်ကိုယ်တိုင်တိုက်ရဖို့တက်ဆိုင်ရန်နေတောင်းဝင်ကိုလက်ရှိပုံမှန်တိုင်းထမ်းဆောင်နေပြီပါဒါကိုကျွန်တော်မြစ်တာရက်ခန့်နေတယ်ကိုဘီနေယာတောင်းဝင်ထမ်းဆောင်နေတဲ့တိုင်ထပ်ပြီးတော့ထမ်းဆောင်ပြီပါဒီဘက်ကမထမ်းဆောင်တဲ့လူတွေကတပုံကြီးထမ်းဆောင်တဲ့လူတွေကနည်းနည်းလေးပဲရှိတယ်ယနေ့တော်လန်ရေးကိုညီပိတ်တွေနဲ့ပြောကြတာကတော်လန်ရေးအလက်အကုန်လုံးတောင်းဝင်ထမ်းဆောင်တယ်လို့ထင်တယ်မဟုတ်ဘူးတော်လန်ရေးလောက်တာလူနည်းနည်းလေးလည်းပဲတော်လန်ရေးလောက်နေတာဒီဘက်ကဂျားနေရထားလိုက်တော့သူကပြည်သူတော့သူ freedom လွတ်လပ်တာတော့နေပိုင်ခွင့်ရှိတယ်အဲ့ဒါဆက်ပြောဆက်ရှိရုံမှာကိုဘက်ပါတဲ့လူတွေကစိတ်တက်မကြပါနဲ့ကိုရီတော်လိုင်းရေးစိတ်တက်ရှိတဲ့လူကမရက်ပါလိုက်နဲ့နိုင်တလောက်တောင်းဝင်ထမ်းဆောင်နေကိုတက်ဆိုင်ရပုံပဒနာတိုင်းပဲတောင်းဝင်ထမ်းဆောင်နေတော်လိုင်းရေးကနိုင်မှာဒီနေရာမှာထောက်ပြလိုက်မယ်ပြန်ဆက်သွားပြီးတော့အခုဒီဘက်ကညီပေါ်တို့ညီပိတ်တို့ကပြောတာကဟာလားဒီဘက်ကတော်လိုင်းရဲ့ဘတ်နှစ်ဖက်ပဲရှိတယ်လို့သူတို့ကပြောတယ်တော်လိုင်းရဲ့ဘတ်နှစ်ဖက်တွေသုံးနှစ်ဖက်တွေလာမပြောနဲ့ဒီဘက်ကစကားစဒီဘက်ကတော်လိုင်းရဲ့ဘတ်တော်သားရက်ပြည်သူမင်းတို့ခွဲပြမယ် ABCD နဲ့ခွဲပြဒါစကားစဒါကမင်းတို့တော်လိုင်းရဲ့ဘတ်တော်သားဒါကပြည်သူမင်းတို့ဒီပြည်သူကိုမင်းတို့သွားပြီးတော့ဝေဖန်ပိုင်ခွင့်လည်းမရှိဘူးဆဲပိုင်ခွင့်လည်းမရှိဘူးမင်းတို့သိတာပေါ့ဒါက၃ချောင်းဒီပြည်သူကိုမင်းတို့ဝေဖန်ပိုင်ခွင့်လည်းမရှိဘူးဆဲပိုင်ခွင့်လည်းမရှိဘူးဒီပြည်သူကိုမင်းတို့ဒီဘက်ကဒီဘက်ကတော်လန်ရေးဘတ်တော်သားကမင်းတို့ကဒီဘက်ကနေကိုယ့်ရဲ့လုံနိုင်စွမ်းနဲ့ကိုယ့်ရဲ့ဥပဒေပေါင်းကောင်းတဲ့အချက်တွေနဲ့ဆိုဒီပြည်သူကမင်းတို့စီကိုပါဝင်လာမှာဒီပြည်သူကမင်းတို့စီကိုဝင်လာမှာမင်းတို့ကဒီမပါလာတဲ့ပြည်သူကိုမင်းတို့ကငါဘမပိုင်ငါရန်သူလုံးလို့မရဘူးသဘောတရားသိလားမင်းတို့ဖိုက်ကမှာကဒီဘက်ကစကားစကိုမင်းတို့ဖိုက်ရမှာဒီဘက်ကစကားစကဒီအစိမ်းတွေလို့ပေါ့ကွာစကားစမင်းတို့တတ်မှတ်တယ်လို့အစိမ်းပေါ့ဟုတ်လားဒီအစိမ်းကိုမင်းတို့ဖိုက်ရမှာဒီဘက်ကပြည်သူကိုမင်းတို့ဘက်ကမပါတဲ့ပြည်သူမင်းတို့တွားပြီးတော့ဆဲပန်ဝင်လည်းမရှိဘူးဗာလဲခုနကတော့ထိုင်းရငစီတယ်လို့ပြောတယ်လို့တော်လိုင်းရဲ့ဘတ်နှစ်ဖက်ပဲရှိတယ်မပါတဲ့ပြည်သူကိုခွဆဲတယ်မဆိုင်ဘူးမင်းတို့ဆဲစရာအကြောင်းမရှိဒီပြည်သူကမင်းတို့စနစ်ကောင်းလို့မင်းတို့တတ်မှတ်ထားတဲ့စနစ်ကောင်းလို့မင်းတို့ယက်တိရက်ကောင်းလို့ဆိုဒီပြည်သူကမင်းတို့စီလာမှာဒီလိုလာမှာဒါကိုမင်းတို့ကပါအောင်လို့မင်းတို့ကကိုယ့်ရဲ့လုံနိုင်စွမ်းနဲ့ကိုယ့်ရဲ့တမန်တမတ်ကြမှုနဲ့ကိုယ့်ရဲ့ကောင်းမွန်တဲ့ဘောင်တစ်ခုကြောင့်နဲ့ဒီပြည်သူကိုမင်းတို့စီအော်တိုရောက်လာမှာသဘောတရားဟောသိလား ABCD ကိုလည်းခွက်တက်ပြီးတော့လောက်ပြီးမှမင်းတို့ဒီလိုမျိုးဂိမ်းဥတီတီယိုဒီမင်းတို့ဇင်မာအောင်ပြောတဲ့ဂိမ်းတီယိုဒီအခြေခံကိုမင်းတို့ရှင်းပြတာမင်းတို့ဒီလိုမျိုးဂိမ်းအန်တာရုံးတီယိုဒီနဲ့ရှင်းပြတစ်ထောက်တညဖြစ်သွားမယ်
အဲ့တော့ဒီပြည်သူပါဖို့ရေကိုမင်းတို့ကနေပြီးတော့ကောင်းတဲ့စနစ်တစ်ခုနဲ့ကောင်းတဲ့လုံခြုံမှုတစ်ခုပေးလို့ရှိရင်ဒီပြည်သူကမင်းတို့စီကိုရောက်လာမှာဘောတရားဝတိလားဒါကိုမင်းတို့ဘက်မပါလို့ရှိရင်မင်းတို့ကခွဆဲပြီးခွပြောနေလို့မရဘူးပြည်သူဆိုတာပါလေပြည်သူက freedom ပဲလွတ်လပ်စွာယက်တိပိုင်ခွင့်ရှိတယ်လွတ်လပ်စွာကြိုက်တဲ့ဘက်ကိုရက်မယ်မင်းတို့ဒီစကားစားကောင်းနေဆိုရင်ဒီစကားစားဘက်ကိုတရက်မှာသိလားဒီစကားစားကစနစ်တစ်ခုကောင်းတယ်ဟာလားခုနကလိုမျိုး community တရုပ်လိုမျိုးသူ့လူမျိုးသူ့နိုင်ငံကိုကောင်းအောင်တိုးတက်အောင်လုပ်ပြီးဒီပြည်သူကဒီလိုသွားမှာဟုတ်တယ်လားမင်းတို့ဒီရန်ဒီမင်းတို့စနစ်ကောင်းတယ်ဆိုလို့မင်းတို့ကပြည်သူဘက်ကရက်တိပြီးလို့စနစ်ကောင်းဒီပြည်သူကမင်းတို့စီလာမှာဒါကိုမင်းတို့ကပြည်သူကိုခွဆဲပြီးခွပြောနေလို့မရဘူးဒါကိုဒီလိုမျိုးနားမလဲပဲနဲ့ကိုယ့်ဘက်မတူရင်ကိုယ့်ရန်သူအကုန်လောက်တာโอเคဒီဘက်ကျမှရှိတဲ့စကားစားနဲ့ပတ်သက်တဲ့ဒီဘက်ကအုတ်ကြီးတို့ဘာကြီးတို့ညာကြီးတို့ဒီကောင်တွေကိုတော့ဒါတွေကိုလည်းမင်းတို့ကဘာလုပ်ရမှာမင်းတို့ရဲ့ဥပဒေတိုင်းမင်းတို့လုပ်ရမှာမင်းတို့ကြံလာပြစ်ချင်ပြီးခတ်ချင်ခတ်ဒီနေရာမှာမင်းတို့ကဘောင်တစ်ခုစီးတစ်ခုနဲ့မင်းတို့ကကိုယ့်ဘက်ပအောင်ပြန်ပြီးတော့ဆွဲယူရမှာဒီစကားစားလူကိုမင်းတို့ကနေပြီးတော့ဒီကနေပြီးတော့ဥပဒေနဲ့ဘောင်နဲ့စီကံနဲ့လောက်ကိုရဲ့လုံနိုင်စွမ်းနဲ့ခေါ်ယူရမှာဆွဲယူရမှာဒီလိုဆွဲယူရမှာအခုကမင်းတို့ကဒီလိုမဟုတ်ဘူးဒီကနေပြီးတော့မင်းတို့ကဒီပြည်သူကိုလည်းမင်းတို့ရန်ရှာတယ်ဒီဘက်ကစကားစားကိုလည်းမင်းတို့ကရန်ရှာတယ်ဘာနိုင်ငံရေးပညာဘာမဖြစ်ဘဲနဲ့အမတ်လည်းလောက်တဲ့ကောင်နဲ့ဘာမှမဖြစ်ဘဲနဲ့စကားစားခွဆဲပြီးတော့ဘာဥပဒေမှမသိဘဲနဲ့နီဘောနီပိတ်တယ်ဖြစ်တယ်ကဲငါပြည်သူငါဖရီဒမ်နေမယ်ဆိုမင်းတို့ငါဘယ်လိုသတ်မှတ်မင်းတို့ဘာမပိုင်မင်းတို့ငါခွဆွဲမှာဆဲလို့မရအောင်ငါပြည်သူလေငါတာတဲ့ဘက်ကိုသွားမှာလေမင်းတို့ကောင်းရင်မင်းတို့ဘက်ကိုလာမှာလေပါနိုင်ငံရေးတွေးခေါ်မှမရှိဘဲနဲ့ပြောနေတာအဲ့တော့မင်းတို့ကတော့ဝေရန်ပြောတယ်လို့မင်းတို့ကဒီလိုမျိုးထောက်ပြရင်မင်းတို့ကနေပြီးတော့တော်လန်ရေးကိုတွေးခွဲတယ်ဆိုတာတော်လန်ရေးကိုတွေးခွဲလို့မင်းတို့မြင်တာတော်လန်ရေးစုပ်ယုပ်သွားလို့တော်လန်ရေးအနှိမ့်ဘက်ကိုရောက်သွားလို့မင်းတို့ကတော်လန်ရေးကိုတွေးခွဲတဲ့ပြောတဲ့လူတွေကြောင့်တော်လန်ရေးရောက်သွားတယ်လို့ထင်အဲ့ဒါမင်းကနီဘောနီပိတ်ဘောမနီကြောင်ဘောမလို့ခေါ်တယ်မှတ်တာမင်းတို့ freedom တွေးပိုင်ဝင်မရှိဘူးမင်းတို့ပေါက်ကိုဆွဲနေရှိလို့အဲ့လိုမျိုးမြင်တာမင်းတို့ဆွဲလေမင်းတို့လူဖြစ်လာတာလဲအမေစုမျက်နှာနဲ့လူဖြစ်တဲ့ကောင်ကြီးနိုင်ငံရေးလောကတွေဝင်လာလဲအမေစုမျက်နှာနဲ့နိုင်ငံရေးလောကတွေဝင်ပီနီဝင်တိုက်ပုံကြီးဝင်ပြီးတော့လူဖြစ်လာတဲ့ကောင်ကြီးတော်လန်ရေးဆုပ်ယုပ်တယ်ဆိုတာမင်းတို့လည်းအမျိုးကြီးအတုံးမကြလို့တော်လန်ရေးဆုပ်ယုပ်သွားတာစစ်ကိုစစ်နဲ့တူအောင်မထိုးတိုက်ခဲ့လို့တော်လန်ရေးဆုပ်ယုပ်သွားတာအခုစကားအချိန်ရသွားတော့ဘာဖြစ်တယ်နီးပညာအကုန်ရပြည်ပဆက်ဆံရေးအကုန်ရပြည်ပဆက်ဆံရေးရသွားတော့ဘာရတယ်နီးပညာရသွားတာဗောနီးပညာရသွားတော့ဘာဖြစ်ကိုလူတွေထိခိုက်နေတာဗောပြည်သူထိတာဗောအခုပေါ်တဲ့ဒရုန်းတွေကိုကြည့်လိုက်လေ GPS နဲ့လိုက်တာပြေးလို့တော့မလူဘေးနားမှာလိုက်ဘေးကိုပြေးတယ်ဘေးကိုကိုရဲဘော်တွေပြေးတဲ့နောက်အဲ့ဒရုန်းကလိုက်တာဒါတွေတော့မသိဘူးအခုပေါ်တဲ့ဒရုန်းကလူပြေးတဲ့နောက်လိုက်တာဘေးကိုသွားတဲ့နောက်တိုင်းလိုက်သွားတာအဲ့ဒရုန်းက GPS နဲ့လိုက်တာအဲ့ဒါဘယ်လိုဖြစ်သွားလဲကိုယ့်ဘက်ကအနှိမ့်ရောက်သွားတာကိုယ့်ရဲဘော်တွေအခုနောက်ပိုင်းအကြများတာမင်းတို့စောက်တုံးမရလို့တစ်ချိန်လုံးကစစ်ကိုစစ်နဲ့တူအောင်တိုက်ပြီးထိုးတိုက်ခဲ့ရမှာထိုးမတိုက်ခဲ့လို့ဒီလိုမျိုးဖြစ်တာအဲ့ဒီထိုးတိုင်းမရဘဲငွေကြတော့ဘာလုပ်လဲစောက်တလွဲတယ်လက်ချောက်တုံးတာတုံးတဲ့ခါကျတော့ပြည်သူကစစ်ကိုစစ်နဲ့တူအောင်မတိုက်တဲ့ခါကျတော့ညိုညင်လာတော့ပြည်သူထောက်ပံ့ငွေကြဒါကိုမမြင်နိုင်မဲနဲ့မမနုကြည့်မလုပ်နေနဲ့အဲ့လောက်တွေးခေါ်နေမင်းတို့နိုင်ငံရေးလောကထဲမှာအမှတ်ဆိုတဲ့ကုန်ကြောက်ဝင်မလုံးနဲ့တော်လန်ရေးတော့မှအခြေခံတော်လန်ရေးနဲ့စစ်ဖြစ်တဲ့တော်လက်နဲ့ဆွဲကင်တော်လန်ရေးစစ်ကြော်ညာတဲ့တော်လန်ရေးတော့မခွဲနိုင်မင်းနဲ့အမှတ်တဲ့မင်းတို့လိုမျိုးအမှတ်တွေလောက်တော့ဘယ်သူမှမဆိုလုပ်လို့ရတယ်ယနေ့တော်လန်ရေးကဒီလေးခေါ်ပြီးတော့စစ်ကြော်ညာတဲ့ခေတ်လက်နဲ့ကင်ပြီးတိုက်ရမယ့်ခေတ်ဆန္ဒပြရမယ့်ခေတ်မဟုတ်ဘူးဆန္ဒပြရမယ့်အချိန်မဟုတ်ဘူးအဲ့ဒါဝေခွဲတောင်းကြိုးစား
မင်းတို့ဆန္ဒပြပိုင်ခွင့်ရှိတယ်ခုနတော့သူပြောခဲ့သူအဲ့ဒါဝေရနဲ့မနီကုံချုံမှာမင်းပြောသလိုရရတောင်းဝင်ထမ်းဆောင်မယ်ရရလုံးမယ်ဆိုတော့ကာလန်ဒေတာရှိတယ်မင်းတို့ပြည်တွင်းကဆန္ဒပြကြမလို့လှုပ်ကြမလို့စစ်ပဲတိုက်ရမှာโอเคဒီဘက်ကနေပြီးတော့စကားစားကိုဘယ်လိုပြောရမလဲမင်းတို့ပြောတဲ့စိတ်သက်စစ်စင်ကြီးထောက်ပြအောင်မယ်စိတ်သက်စစ်စင်ကြီးဆိုတော့ယနေ့ခေတ်မှာမရှိတော့ဘူးစကားစားကိုစိတ်သက်စစ်စင်ကြီးလှုပ်လို့မရတော့ဘူးမှတ်ထားစစ်နဲ့ပဲတိုက်ရမှာစိတ်သက်စစ်စင်ကြီးဆိုတာဟုတ်တစ်ချိန်လုံးကပဲရှိတယ်မင်းတို့88အလွန်ပဲရှိတယ်စိတ်သက်စစ်စင်ကြီးကယနေ့ခေတ်မှာလှုပ်လို့မရတော့ဘူးအကျုံးမဝင်တော့ဘူးစကားစားစိတ်သက်စစ်စင်ကြီးနဲ့မရတော့ဘူးဒါကို2001လို့2021လူတွေလို့ခေါ်တယ်စိတ်သက်စစ်စင်ကြီးနဲ့မရတော့ဘူးလက်တွေ့ပဲရတယ်ရတဲ့လူပတ်ဝန်းကျင်ရဲ့ကာယတာကိုကြည့်လက်တွေ့ပဲကြိုက်ကြတာအေးအဲ့ဒါကြောင့်မို့စိတ်သက်စစ်စင်ကြီးနဲ့မရတော့ဘူးဒါကိုမင်းတို့စိတ်သက်စစ်စင်ကြီးလှုပ်ချင်ရင်မင်းတို့အခုလှုပ်နေသလိုပြည်ပကနေပြီးတော့မင်းတို့ကြားသလိုတောင်းဝင်ထမ်းဆောင်ဒါကိုစိတ်ပြည်ပကနေတော့ဆန္ဒပဲပြပြတပိတ်ပဲမောက်မောက်ဒါကမင်းတို့ပြည်ပကနေပြီးတော့စိတ်သက်စစ်စင်ကြီးလို့ခေါ်တယ်နိုင်ငံရေးခြေဆန့်တာနိုင်ငံတကာမှာလှုပ်တာဒါကလှုပ်လို့ရတယ်ပြည်တွင်းမှာဒါတွေလှုပ်ပိုင်ဝင်ပြီလှုပ်လို့မရတော့ဘူးဒီလိုမျိုးလေးလဲခွဲကြကာလန်ဒေတာကိုလည်းကြည့်ဒါကိုနားမလဲပဲနဲ့ဘယံပရတက်မပြောနဲ့ပြီးွားရင်တောင်းယူမှုတောင်းဝန်ခံမှုမရှိဘူးနိုင်ငံရေးနဲ့တော်လှန်ရေးတော့မခွဲခြားတတ်ပဲနဲ့အမှတ်တယ်တော်လှန်ရေးတော့ဘလို့တော်လှန်ရေးတော့ခွဲခြားမတတ်ပဲနဲ့အမှတ်တယ်မင်းတို့လိုမျိုးအမှတ်တွေကွာမေစုမျက်နှာနဲ့လူဖြစ်တဲ့ကောင်တွေကအမှတ်လို့တက်လာတယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ရဲ့ live ကိုဒီမှာနေပြောကြရင်နဲ့ညီကုံချုပ်လိုက်ပါတယ်ဟာလားအမှတ်တရလုံးမယ်နိုင်ငံရေးသမားတရလုံးမယ်ဆိုရင်နိုင်ငံရေးကိုအရင်လေးလာငါနေရာရချင်သောနဲ့နမဲလိုချင်သောနဲ့အမတ်ဆိုတဲ့နေရာကိုဝင်မလုံးနဲ့ဒါပေမဲ့2021ပြီးသွားလို့အမတ်တွေဖြစ်လာရင်မင်းတို့အားကိုးပါတယ်ဆိုတဲ့အမေတော်အောင်ဆန်းစုကြည်လည်းဒီနိုင်ငံရေးလောကထဲမှာမရှိတော့ဘူးအဲ့တော့မင်းတို့ကိုယ်တိုင်မင်းတို့အရေးချင်းရှိအောင်လုပ်ပြီးမှအမတ်ဝင်လို့မင်းတို့အမေစုမျက်နှာနဲ့အမတ်ဖြစ်လာပြီးတော့ဗယံပရာပေါက်ကြရဝင်မပြောနဲ့ပြီးသွားရင်ပြည်သူတွေကလည်းနိုင်ငံရေးတွေးခေါ်ကိုတွေးတောင်းအောင်လုပ်ခမရတို့နိုင်ငံရေးတွေးခေါ်နဲ့ဆရာဝန်နဲ့တခြားစီနိုင်ငံရေးတွေးခေါ်နဲ့ဒေါက်တာနဲ့တခြားစီအဲ့လိုမျိုးတွေးနိုင်အောင်ကြိုးစားနိုင်ငံရေးဆိုတာကစိုက်ကသမားလဲနိုင်ငံရေးတွေးခေါ်ရှိနိုင်ငံရေးသမားလုပ်လို့ရတယ်နိုင်ငံရေးတွေးခေါ်ရှိနိုင်ငံရေးဘောချစ်တဲ့စိတ်ရှိနိုင်ငံရေးတွေးခေါ်ရှိသူပြောတာသူလောက်တာတွေကမှန်နေတယ်ဒီဘက်ကဆရာဝန်ကဆရာဝန်တက္ကသိုလ်သူနိုင်ငံရေးတွေးခေါ်ရှိပြီးသူနိုင်ငံရေးဘောချစ်တဲ့စိတ်ရှိလို့စီနိုင်ငံရေးလုပ်လို့ရတယ်ခုကအဲ့လိုမဟုတ်ဒီဘက်ကနိုင်ငံရေးနားမလဲတဲ့လူကိုပြောတဲ့စကားကိုဒီဘက်ကနိုင်ငံရေးနားမလဲတဲ့ဆရာဝန်ကဒီဘက်ကနိုင်ငံရေးကိုဝင်ပြောပြီးဝင်လုံးနေတော့ကိုယ်ကိုလွဲချော်ဒါကိုအဲ့ဒါကိုမှန်တယ်ထောက်ခံတာယနေ့ချိန်ထိဒစ်လဲနေတော့အဲ့ဒါခမရတို့ကိုယ်တိုင်နိုင်ငံရေးနားမလဲထားလို့အဲ့တော့ခမရတို့ထင်ကြီးပါလေဆိုတဲ့အမတ်တို့ဘာတို့ညာတို့ဆိုတာအမေစုမျက်နှာနဲ့လူဖြစ်လာတဲ့လူတွေလို့ပြောကြရင်းနဲ့ကျွန်တော်ရဲ့ like ကိုနှိကုံချုပ်လိုက်ပါအားလုံးကိုကျေးဇူးတင်ပါတယ်